အားလုံးပဲမင်္ဂလာပါခင်ဗျာထောက်ပါဝင်တော့တဲ့ channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့နဲ့မာသားစရာဘူးတရရစရာများကိုအမြဲတင်ဆက်သွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လုပ်ပေးကြပါဦးခင်ဗျာဒီခါမှာတော့ကျွန်တော်ကဆရာမော်သိန်းဖေရဲ့မြဝယ်သောအတွေ့အများတွေကနေစာစုများကိုတင်ပြသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါဦးခင်ဗျာစင်ကာပူကလူငယ်တွေဘာလို့စာဖတ်ကြတာလဲကျွန်တော်ကလူငယ်တွေတော်တော်များများ Messenger ကနေမေးလို့ရှိတဲ့မေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါကစင်ကာပူကလူငယ်တွေကလက်ဖက်ရည်ဆိုင်တွေဂိမ်းဆိုင်တွေမှာအချိန်ဖြုံးနေကြသလားတဲ့ကျွန်တော်ကအဲ့ဒီမေးခွန်းကိုအခုလိုဖြေပေးလိုက်ပါတယ်စင်ကာပူမှာလူငယ်တွေကိုလက်ဖက်ရည်ဆိုင်ထိုင်တာမတွေ့ရသလိုဂိမ်းဆိုင်တွေမှာလည်းကစားသူမရှိကြလို့ပိတ်သိမ်းကြကုန်ပါပြီစင်ကာပူကလူငယ်တွေကိုညပိုင်းတွေနဲ့ကျောင်းပရက်တွေမှာစာကြည့်ရက်တွေမှာပဲအများဆုံးတွေ့ရပါတယ်အချိန်များလို့သူတို့ကိုအဲ့လောက်ပဲဖြေပေးလိုက်ပေမဲ့ကျွန်တော်မှပြောရစရာတွေကြံနေပါတယ်အဲ့ဒီပြောချင်တာတွေကိုဒီနေရာမှာပြောလိုက်ပါမယ်ကျွန်တော်ဟာရုံးပရက်ဆိုရင်အိမ်နာကရှမ်ဘဝမ်စာကြည့်တိုက်ကိုအမြဲလိုရောက်တတ်ပါတယ်ရောက်သွားတဲ့အချိန်တိုင်းလိုမှာလူတရားလောက်ဆက်နဲ့စားဖတ်ခန်းမှာထိုင်စရာခုံနေနေရမရှိလို့မှတ်တရပြီးစာအုပ်ဖတ်ရပါတယ်ထိုင်ကောင်တွေအားလုံးမှာအသက်15နှစ်နဲ့25နှစ်ကြာလူငယ်တွေထိုင်ပြီးစာဖတ်နေကြတယ်လူလက်ပိုင်းနဲ့အသက်ကြီးသူတွေနည်းနည်းပါတော့ရှိကြပါတယ်အားကြောင့်ကျွန်တော်ဟာစင်ကာပူကလူငယ်တွေဘာကြောင့်စာအရန်ဖတ်ကြတာလဲဆိုတာကိုသိကျင်စိတ်ပေါ်လာတဲ့ကြောင့်လေ့လာကြည့်မိတယ်အဲ့ဒီမှာသိတာထင်ရှားတဲ့အချက်နှစ်ချက်ကိုတွေ့ရပါတယ်ပထမချက်ကတော့စင်ကာပူကမြို့နယ်တိုင်းရဲ့လူစီကားတဲ့နေရာတွေမှာစာကြည့်တဲ့တွေရှိတယ်စာကြည့်တဲ့တွေဟာအများအပြား3ဓာတ်4ဓာတ်နဲ့စာအုပ်ပေါင်းတန်းရှိတယ်စာကြည့်တဲ့တွေ reference books media room စသည်ဖြင့်တတ်မှတ်ခွဲခြားထားတယ်ထူးခြားတာတစ်ခုကပထမတစ်ခုကလေးတွေပြေးလာဆော့ကစားဖို့နေရာကျဝန်းလုပ်ပေးထားတယ်မိဘတွေကလည်းအဖြစ်မှာဘူးလို့လေအေးစစ်ပေးထားတဲ့အဲ့ဒီအခန်းထဲကိုကျောင်းပိတ်ရက်ဆိုရင်သူတို့ကလေးတွေကိုခေါ်လာကြတယ်ကလေးတွေကအခန်းကျကြီးထဲမှာလွတ်လွတ်လပ်ပြေးလာဆော့ကစားကြတယ်သူတို့ဆော့ကစားလို့မောလာတဲ့အခါမှာဘာလုပ်ကြသလဲကျမ်းမြေပေါ်မှာထိုင်ချလိုက်ကြတယ်အနာကစာအုပ်စင်မှာပြထားတဲ့ရောင်စုံရုပ်ပုံတွေပါတဲ့ကလေးစာအုပ်လေးတွေကိုကောက်ကင်လှန်ပြီးရုပ်ပုံတွေကိုကြည့်တယ်သူတို့စာဖတ်တတ်ကြသေးပါဘူးဒါပေမဲ့အမြဲတမ်းစာကြည့်တိုက်ကိုလာနေလို့စာအုပ်နဲ့ရင်းနှီးသွားပြီးစာအုပ်ကိုမကြောက်ကြတော့ဘူးစာအုပ်ကိုစိတ်ဝင်စားသွားကြပြီဒါကစင်ကာပူအစိုးရရဲ့စာမဖတ်တတ်တဲ့ကလေးငယ်တွေကိုစာအုပ်နဲ့ရင်းနှီးအောင်လှုပ်ပေးလိုက်ခြင်းပါဒုတိယချက်ကတော့စာအုပ်နဲ့ရင်းနှီးသွားတဲ့ကလေးတွေစာဖတ်တတ်လာခြင်းမှာစာဖတ်ချင်လာအောင်ကျောင်းတွေကလေ့ကျင့်ပေးခြင်းပါလွန်ခဲ့တဲ့နှစ်လောက်ကအသက်6နှစ်အရွယ်မူလတန်းကျောင်းတက်နေတဲ့ကျွန်တော်မြင်းမလေးရုံးပရက်တနင်္ဂနွေမှာသူ့အဖေကိုအိမ်နာကစာကြည့်တိုက်ကိုလိုက်ပို့ခိုင်းတယ်သူ့အဖေကဘာဖြစ်လို့စာကြည့်တိုက်ကိုသွားကျင်တာလဲလို့မေးတော့မြင်းမကပြန်ဖြေတယ်သူတို့ကျောင်းကဆရာမကစာကြည့်တိုက်ကစာအုပ်တော့ငါဖတ်ရမယ်မဖတ်တတ်ရင်မိဘကိုဖတ်ပြခိုင်းပြီးအတန်းထဲမှာအတန်းရှိထွက်ပြီးအတန်းသားတွေကိုစာအုပ်ထဲကအကြောင်းတွေကိုပြောပြရမယ်တဲ့တန်းထဲကကလေးတိုင်းကိုအဲ့ဒါလုပ်ဖို့ဆရာမကလက်ကြတောင်းပေးတယ်ကလေးတွေစာမဖတ်လို့မရတော့ပါဘူးဒီအချက်နှစ်ချက်ကတိတာထင်ရှားလို့ရေးပြတာပါစင်ကာပူဆိုရကစာဖတ်ချင်အောင်လုပ်ပေးတဲ့စီရင်တွေအများကြီးရှိပါသေးတယ်။ online ကစာအုပ်ငါးလို့ရအောင်လုပ်ပေးတယ်။1000 Fathers Reading ဆိုတဲ့ကလေးဖေအယောက်1000ကကလေးတွေကိုစာဖတ်ပြပေးတဲ့စီရင်တွေကိုစာကြည့်တိုက်တွေမှာလုပ်ပေးတယ်။အစိုးရကကလေးတွေကိုစာဖတ်ချင်အောင်ငွေကုန်ကြေးကြခံလုပ်ပေးတဲ့တခြားစီရင်တွေလည်းအများကြီးရှိပါသေးတယ်။စာချင်မှာဆိုလို့မရေးကြတော့ပါဘူး။စင်ကာပူအစိုးရကဘာကြောင့်လူငယ်တွေစာဖတ်တာကိုအရန်အားပေးတာလဲ။အဖြေကရှင်းရှင်းလေးပါ။သူတို့ကနောက်တစ်ချိန်မှာစင်ကာပူနိုင်ငံကိုလူငယ်တွေလက်ထက်အပ်ခဲ့ရမှာမို့လူငယ်တွေကိုစဉ်းစားဆင်ခြင်ဉာဏ်ပြောအောင်လုပ်ပေးနေတာပါနောက်ပြီးရန်ကုန်လောက်ပဲကျေဝန်းတဲ့စင်ကာပူကျွန်းလေးမှာတန်ဇာတ်ပစ္စည်းဘာမှမရှိပါဘူးနောက်ဆုံးတောက်ဆရာရေတောင်မထွက်လို့နိုင်ငံခြားကဝယ်နေရတယ်သူတို့မှရှိတာကလူတွေပါပဲဒါကြောင့်အစိုးရကလူတွေကိုအသိဉာဏ်ပြန်တဲ့ဖြစ်ဆောင်အောင်အကောင်းဆုံးတက္ကသိုလ်တွေကျောင်းတွေကိုဖွင့်ပေးထားတယ်ကြီးကျယ်ခမ်းနားတဲ့စာကြည့်တိုက်တွေဖွင့်ပေးထားတယ်စာကြည့်တိုက်တွေမှာလူငယ်တွေစာဖတ်ချင်အောင်ကလေးဘဝကလေးကလေ့ကျင့်ပေးတယ်စင်ကာပူနိုင်ငံဆိုတဲ့ပစ္စည်းကွေးနိုင်ငံလေးဟာကမ္ဘာထိပ်တန်းနိုင်ငံတစ်ခုဖြစ်နေတာဟာသူတို့စီကလူငယ်တွေစာရန်ဖတ်ကြလို့ပါလူငယ်တွေကလက်ဖက်ဆိုင်ထိုင်ပြီးလေပန်းမနေကြဘူး TV အကြာကြီးထိုင်ကြည့်မနေကြဘူး Facebook ကိုအကြာကြီးတုံးပြီးအချိန်ဖြုံးမနေကြဘူးဆိုတဲ့အချက်ကြောင့်လည်းပါဝင်ပါတယ်သူတို့နိုင်ငံကကံကောင်းလို့ချမ်းသာတာမဟုတ်ပါဘူးအစိုးရကောင်းသလိုလူတွေကလည်းအသိဉာဏ်ပြောကြလို့ပါကျွန်တော်တို့စင်ကာပူကိုအမေလိုက်ချင်ရင်ကျွန်တော်တို့ကလေးတွေကိုစာဖတ်ကျင့်ရအောင်အရင်လှုပ်ကြဆိုလာဗျာအားဆက်ပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်